မပြောလို့မဖြစ်တော့ဘူးပေါ့နော်မပြောလို့မဖြစ်တော့ပြောမှရတော့မယ် line ပေါ်မှာနော် line ပေါ်မှာဒီမျက်နှာချောချောလေးရဲ့ပုံတွေကိုယူပြီးတော့ဦးစင်းလေးမူရင်းတို့ 2D ပေးတဲ့ဦးစင်းလေးတို့အဲ့ဒါလေးနဲ့လှုပ်ရှားနေတယ်ဆိုတာကကြံခဲ့တဲ့တစ်လနှစ်လလောက်တည်းကပြောခဲ့ပြီးပေါ့နော်အခုထပ်ပြီးတော့ဈေးထဲသွားတယ်ငါ့ကိုမြင်နေမှာနှလုံးဘာကောင်းလဲဒီနေ့ဘာကောင်းလဲလို့ဒီနေ့ဘာထိုးရမှာလဲလို့ဒီရုပ်ကြီးကနှလုံးသုံးလုံးပေးတဲ့ရုပ်များပေါက်နေလို့လားဟင်ဒီရုပ်ကနှလုံးသုံးလုံးပေးတဲ့ရုပ်များပေါက်နေလို့လားအဲ့ဒီအရာတွေကလှုပ်ရှားနေကြတာကိုယ့်ပုံချောချောလေးတွေကိုယူပြီးတော့သူတို့တွေလှုပ်နေတာလို့ခုခေတ်ကြီးမှာလေအားတယ်လို့ရိုးတယ်လို့ခံပဲရိုးသားလို့ရတယ်နော်မအားနဲ့ကိုယ့်ပုံတွေကိုယူပြီးတော့ဦးစင်းကလေးမူရင်း 2D ဘာညာလှုပ်ရှားနေတဲ့ဟာပြောနေတာကြံခဲ့တဲ့2လလောက်ကလည်း Facebook ပေါ်တင်ထားပြီးပြီအကုန်လုံးရှင်းပြခဲ့ပြီးပြီဈေးသွားလိုက်တယ်ကွာဈေးသွားလိုက်တယ်အမှတွေ့လဲတွေ့ရောဘာပြောလဲဆိုဦးစင်းနဲ့ဒီနေ့တနင်္လာနေတဲ့ဘာနှလုံးဘာခဏန်းကောင်းလဲဟမ်ဒုက္ခပါပဲပေါ့ကွာနော်အဲ့တော့ပေါက်နေလို့လားနှလုံးသုံးလုံးရုပ်ပေါက်နေလို့လားပြီးတဲ့ရုပ်ပေါက်လို့ကိုတော်မလွဲနေတာကိုတော်မဗာလဲခွန်6ထိုးရင်ခွန်ထွက်နေခွန်5ထိုးရင်ခွန်4ထွက်နေကိုတော်လွဲနေတာဟာသူများကိုနှလုံးသုံးလုံးပေးဖို့နေတာကိုတော်ဘာမှမသိဘူးမဟုတ်ဘူးအဲ့ဒါလှုပ်ရှားနေကြတာဒီကမျက်နှာဒီဘယ်လိုပြောရမလဲချောချောလေးကွာမျက်နှာချောချောလေးနောက်ပြီးတော့ချစ်စရာကောင်းတဲ့မျက်နှာပုံတွေကိုယူပြီးတော့ဒါသူတို့တွေနှလုံးသုံးလုံးလှုပ်ရှားနေတာလို့ခဏပြောတယ်ပြောလို့လည်းမရပါဘူးစိတ်ညစ်တယ်တွေ့တယ်လူတိုင်းကလေဦးစင်းလေးဘာကောင်းလဲနှလုံးကောင်းလားသုံးလုံးကောင်းလားဘာကနန်းကောင်းလဲဒီနေ့တနင်္လာနေ့ဘာတွေလဲဒုက္ခပဲနှလုံးသုံးလုံးမပေးပါဘူးကိုယ်တော်လွဲနေတဲ့ဟာသူများပေးဖို့နေတတ်တာအဲ့ဒါလှုပ်ရှားနေတာဗျဦးစင်းကလေးမူရင်းတို့ 2D 3D ဦးစင်းကလေးတို့အဲ့ဒါတွေကလှုပ်ရှားနေတာအဲ့ဒါမှလောဘကြီးပြီးတော့သွားပြီးတော့ကနန်းတွေကိုပတ်စံနေနဲ့ဝဲကိုကအလကားတက်နာမည်ကြီးလို့ဘာမှမသိဘူးအတတဥတူအတတကြောင်တောင်ကောက်တောက်တွေနဲ့ဘလူးမန်းမလဲသိမဟုတ်ဘူးနော်အဲ့ဒါဦးစင်းမဟုတ်ဘူးအဲ့ဒါလာရှင်းပြတာကိုကကြည်ယုံကြအားတယ်လို့ခံပဲကျမ်းပါပါစေ